ဒီနေ့မမကြီးချက်ပြမှာကတော့ခရမ်းညင်သီးငပိချက်လေးပဲဖြစ်ပါတယ်ခရမ်းညင်သီးလေးတွေကိုပပလေးတွေညှက်ထားမယ်ပေါ့နော်ပြီးရင်ပစွန်ကြောက်ရေစိမ်ထားတာလေးကိုထောင်းပါမယ်ပစွန်ကြောက်လေးထောင်းလို့ညှက်သွားပြီဆိုလို့ရှိရင်တော့ကျစ်သွန်အနီကိုပပလေးထားတာလေးကိုထည့်ပြီးတော့ထပ်ထောင်းပါမယ်ရှင်ကျစ်သွန်အနီလေးလည်းညှက်သွားပြီဆိုလို့ရှိရင်တော့ဟင်းခတ်မုတ်လေးထည့်ပြီးထပ်ထောင်းပါမယ်နော်ဟင်းခတ်မုတ်လေးကိုဆက်ဆက်လေးစားခြင်းတော့များများလေးထည့်ပေးပါနော်ပြီးရင်စီတက်ပါမယ်နော်စီတက်တဲ့နေရာမှာမြူသီးလေးတွေမှုေးပြီးတော့ကျွတ်သွန်လေးတွေကျွတ်လာတဲ့အထိစီတက်ပါမယ်ရှင်ကျွတ်သွန်လေးတွေကျွတ်လာပြီဆိုလို့ရှိရင်တော့ခုနကညှက်ထားတဲ့ခင်းညင်သီးလေးတွေကိုထည့်ပြီးတော့စီတက်ပါမယ်ခင်းညင်သီးလေးတွေကို9မိနစ်လောက်ခဏလေးထပ်ပြီးတော့လုံးထားမယ်ပေါ့နော်ခင်းညင်သီးလေးတွေလုံးထိုင်းထဲမှာအချိုငံကိုထည့်ပါမယ်မိမိတို့ကြိုက်တဲ့ရအောင်ထည့်ပါနော်မမကြီးကတော့အချိုမုတ်စားမြင့်ငပိအနှဲငယ်ကိုသုံးထားပါတယ်ရှင်ငပီလေးကိုကြည်အောင်ခြေပေးရပါမယ်နောက်ထပ်15မိနစ်လောက်တည်ထားပြီးလိုက်ရင်တော့ခင်းညင်သီးလေးတွေလိပ်ပြီးတော့စီပြန်တဲ့အနေထားကိုရောက်ပါပြီရှင်အဲ့ဒါဆိုလို့ရှိရင်တော့နနံပင်နဲ့ငြုပ်သီးစိမ့်လေးအုပ်ပေးလိုက်ပါမယ်နော်နနံပင်နဲ့ငြုပ်သီးစိမ့်လေးအုပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ပြည့်စုံတဲ့ခင်းညင်သီးငပီချက်လေးတစ်ခွက်ရပါပြီရှင်ဒါလေးကတော့ခုနငပိချက်နဲ့တွက်ဖက်စားသုံးမေတို့စရာလေးပဲပြုတ်မှာဖြစ်ပါတယ်မမကြီးကတော့ကစုံရိုးနီနဲ့ခင်းပြုတ်သီးလေးတွေကိုပြုတ်လိုက်တယ်ပေါ့နော်ပြီးရင်နောက်ထပ်ပြင်ဆင်ထားတာလေးကတော့တခွားသီးရဲ့ခင်းကျွတ်သီးလေးရဲ့ပဲဖြစ်ပါတယ်အခုဆိုရင်တော့ရှူးရှူးရှက်ရှက်ငပိချက်လေးနဲ့တို့စရာစုံလေးရပါပြီရှင်ချစ်တော်လေးတို့လည်းမမကြီးလိုမျိုးလိုက်ပြီးတော့ချက်စားကြည့်ကြပါနော်